အိုးဟာတွေးတလုံးအန်ထုတ်လိုက်ပါတယ်နောက်တစ်ဆက်ကမ်းမှာပဲသူနိုးလာပါတော့တယ်စစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့အမျိုးသမီးဆရာဝန်ကအဖိုးအိုရဲ့ခန္ဓာကိုယ်ပြန်လဲကောင်းမွန်လာတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူနဲ့ခုနကတင်ထက်ခဲ့တဲ့လောင်းကြီးကိုတတိယသွားပြီးသူမဟာအခန်းထဲကနေအမြန်ပဲထွက်သွားပါတော့တယ်အဲ့ဒီလူကလည်းသူမနောက်ကိုချက်ချင်းလိုက်သွားပါတယ်မမျှော်လင့်ပဲအဖိုးအိုကလည်းအဲ့ဒီလူကိုကျေးဇူးတင်ဖို့ထွက်လာပြီးသူ့မြင်းမလေးကိုသူနဲ့အချိန်ပိုပေးဖို့ပြောပါတယ်အဲ့ဒီလူကသူ့မှာစစ်ဆက်ထားသူရှိပြီးသားလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ကမြည်အင်းကအမျိုးသမီးဆရာဝန်ရဲ့စကားကိုထပ်ပြီးကြိုက်ပြန်ပါတယ်အဲ့ဒီလူကမြည်ကိုထားဖို့အပြင်ထွက်သွားပါတယ်သူ့ကိုစူပူပြီးတဲ့နောက်မှာတော့အမျိုးသမီးဆရာဝန်ကလှည့်ထွက်သွားပါတယ်မြည်ကအဲ့ဒီအမျိုးသမီးဆရာဝန်ဟာသူ့ရဲ့စစ်ဆက်ထားသူဖြစ်တယ်လို့အဲ့ဒီလူကိုပြောပြပါတယ်သူကစစ်ဆက်ကြောင်းလန့်မှုကိုဖျက်သိမ်းဖို့အတွက်သူမရဲ့အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုကြားပြီးတဲ့နောက်မှာတော့အဖိုးအိုကသူ့မြင်းမလေးကိုအခွင့်အရေးကိုအရယူဖို့ပြောပါတယ်ဒါကြောင့်အမျိုးသမီးကသူ့နောက်ကိုလိုက်သွားပါတော့တယ်မကြခင်မှာပဲအဲ့ဒီလူဟာစစ်ဆက်ကြောင်းလန့်မှုကိုဖျက်သိမ်းဖို့အမျိုးသမီးဆရာဝန်ရဲ့အိမ်ကိုရောက်လာပါတယ်သူကစစ်ဆက်စာကိုချပေးပြီးထွက်သွားဖို့လုပ်ပါတယ်ရုတ်တရက်အမျိုးသမီးဆရာဝန်ကစိတ်လှုပ်ရှားသွားပြီးမြေပြင်ပေါ်ကိုမေးလဲကျသွားပါတယ်ဒီအခြေအနေကနှစ်အတော်ကြာအောင်ဖြစ်နေတာပါသူမစိတ်လှုပ်ရှားသွားတာနဲ့မေးလဲသွားတတ်ပါတယ်အဲ့ဒီလူကသူမရဲ့ခန္ဓာကိုယ်အခြေအနေကိုချက်ချင်းစစ်ဆေးပါတယ်ဒါပေမဲ့အမျိုးသမီးဆရာဝန်ကသူ့ရဲ့ကုသမှုကိုညှင်းပယ်ပါတယ်အဲ့ဒီအချိန်မှာပဲချမ်းသာတဲ့သူထေးသားတစ်ယောက်ကကျင်စင်းတမြေကိုယူလာပြီးဒါကအမျိုးသမီးရဲ့ထူးဆန်းတဲ့ယောဂကိုကျင်းတေကုသပေးနိုင်လိမ့်မယ်လို့ပြောပါတယ်အဲ့ဒီလူကသူမကိုတတိပေးလိုက်တာကတော့အဲ့ဒီကျင်စင်းကိုစားရင်သူမအိုမင်းသွားလိမ့်မယ်လို့ဖြစ်ပါတယ်သူထေးသားကအဲ့ဒီလူကိုအတိတ်ပဲမရှိတာတွေပြောနေတယ်လို့ဆွဆွဲပါတယ်ပြီးတော့သူကလူတိုင်းရဲ့ရှေ့မှာကျင်စင်းကိုတလုတ်ကိုက်စားပြလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့စံပင်တွေစတင်ပြောင်းလဲသွားပါတော့တယ်